Smile. ပြောင်းတယ် Smile for the camera. ကင်မရာဘက်ကိုကြည့်ပြီးပြောင်းလိုက်ပါ Laugh. ကြည်မောသည် Love လို့မခေါ်နော် Laugh လို့ခေါ်တယ် We laugh out loud. တို့ရင်တဟားရည်ကြတယ် Dance. ကပြသည် She loves to dance. သူကပြတာဝတ်လာပါတယ် Sing. တချင်းဆိုသည် Can you sing a song? တချင်းတပုတ်ဆိုပြနိုင်မလား Travel. ခရီးသွားသည် I want to travel. ငါခရီးသွားချင်တယ် Cook. ဟင်းချက်သည် Cook. ဟင်းချက်သည် My dad can cook. ငါဖေဟင်းချက်တတ်တယ် Bake. မဟုတ်သည်နောက်ပိတ်တန်တဲ့တတိချာနော် Bake. She can bake cakes. သူကိမဖို့တတ်တယ် Paint. ပကြီးဆွဲသည် I paint a picture. ငါပကြီးကတစ်ချက်ဆွဲနေတယ် Drive. မောင်းနေသည်ကားတွေမောင်းတဲ့ခါမျိုးဆိုင်တောင်းလို့ရတယ် Drive carefully please. Just beတတိထားပြီးမောင်းပါ Swim. ရေကူးသည် I swim every weekend. ငါပြည့်တိုင်းရေကူးဖြစ်တယ် Relax. စိတ်လျှော့သည် Just relax now. အခုစိတ်အေးထားလိုက်ပါ Listen. နားထောင်သည် Listen to the music. တချင်းနားထောင်ပါ Watch. ကြည့်ရှုသည် Watch this movie. ဒီရုပ်ရှင်ကိုကြည့်လိုက် Read. စာဖတ်သည် I read every night. ငါညတိုင်းစာဖတ်ဖြစ်တယ် Write. စာရေးသည် Write your name here. မင်းနာမည်ကိုဒီမှာရေးပါ ကျေးဇူးပြုပြီဆိုရင် please ထည့်လို့ရတယ် Play. ကစားသည် Children play outside. ကလေးတွေပြင်မှာကစားနေကြတယ် Sleep. အိပ်စက်သည် Go to sleep early. အေးရစောစောဝယ်မှာ Dream. အိမ်မက်မက်သည် Dream big. Work hard. အိမ်မက်ကြီးကြီးမပါကြိုးစားပါ Exercise. လေ့ကျင့်အလုပ်သည် I exercise every morning. ငါမနက်တိုင်းလေ့ကျင့်အလုပ်ဖြစ်တယ် Shop. ဈေးဝယ်သည် ဒီမှာကြတော့ဈေးဆိုင်လို့မပြောဘူးဈေးဝယ်သည်လို့ပြောမယ် We shop on Saturdays. တို့တွေစနေနေ့တိုင်းဈေးဝယ်ကြတယ် Speak. စကားပြောသည် Speak English with me. ငါနဲ့အင်္ဂလိပ်စကားပြောပါ Talk. စကားစမြည်ပြောသည် Let's talk tomorrow. နေ့ဖြန်ကြမှာစကားပြောကြရအောင် Call. ဖုန်းခေါ်သည် Call me later. ငါကိုနောက်မှဖုန်းခေါ်လိုက်ပါ Ring လို့လည်းတောင်းလို့ရနော် Ask. မေးမြန်းသည် Ask a question. မေးခွန်းတစ်ခုမေးပါ Learn. လေ့လာသည် I learn new things. ငါအရာတစ်တွေကိုလေ့လာတယ် ပစ္စည်းတွေကိုပြောတာနော် Think. စဉ်းစားသည် Think about it. အဲ့ဒါကိုစဉ်းစားကြည့်ပါတွေးကြည့်ပါပေါ့ No. သိသည် I know the answer. ငါအဖြေကိုသိတယ် Forget. မေ့လျော့သည်
don't forget my book ငါစာအုပ်ကိုမမေ့နဲ့ remember မမေ့ဒီ remember this day ဒီနေ့ကိုမမေ့နေပါနော် understand နားလေသည် do you understand မင်းနားလေရလား work အလုပ်လုပ်သည် he works at home သူအိမ်မှာအလုပ်လုပ်တယ်အင်္ဂါလုပ်တယ်ပေါ့အလုပ် study စာကြည့်သည်တမမွေစာလေးလာသည် study hard for exams စာမေးပွဲတွေစာကြိုးစားပါ have ကူညီသည် can I have you ငါမင်းကိုကူညီရမလား start စတင်နေ start the meeting now အခုပဲစီဝင်ကိုစတင်လိုက်ပါ finish ပြီးဆုံးသည် finish your work fast မင်းတို့ကိုအရင်ပြီးအောင်လုပ် try ကြိုးစားကြည့်သည် try one more time နောက်တစ်ခါတော့ကြိုးစားကြည့်ပါ choose ရွေးချယ်သည် choose the best one အကောင်းဆုံးတစ်ခုကိုရွေးပါ use အသုံးပြုသည် can I use this ငါဒါကိုသုံးလို့ရမလား open ဖွင့်သည် open the door please ဒီမှာတကားဖွင့်ပေးပါ close ပိတ်သည် close your eyes မင်းရဲ့မျက်လုံးလေးကိုပိတ်ထားလိုက်ပါ eat စားသည် eat fresh food လက်စတဲ့အစားအသောက်ကိုစားပါ drink တောက်သည် drink clean water ရေသန့်ကိုတောက်ပါ go သွားသည် go to the market ဈေးကိုသွားပါ come လာသည် come here please ဒီကိုလာပါအောင် buy ဝယ်သည် buy some fruits ဒီတချို့ဝယ်ပါ sell ရောင်းသည် they sell phones သူတို့ဖုန်းတွေရောင်းကြတယ် take ယူသည် take your bag မင်းကိုယူသွားပါ clean တန့်ရှင်းရလုပ်သည် clean your room မင်းခန်းကိုတန့်ရှင်းရလုပ်ပါ wash ဆေးကြောသည် wash your hands မင်းလက်ကိုဆေးလိုက်ပါ